ကားတစ်စီးလမ်းဘေးကိုတက်မောင်းဝင်လာတဲ့ကျမရဲ့ရီးစားကကျမကိုလမ်းဘေးကနေတွန်းထုတ်လိုက်ပေမဲ့သူကိုယ်တိုင်ကားနဲ့ဝင်တိုက်မိသွားတယ်ကျမကကျမရဲ့ရီးစားကိုဆေးရုံခွဲစိတ်ခန်းကိုအမြန်ခေါ်သွားတယ်ခွဲစိတ်ခန်းတကားပိတ်လိုက်တာနဲ့အထဲကဆရာဝန်တွေကဝမ်းသာအားရအော်ဟစ်ကြတယ်ဒီကားမတော်တဆမှုဟာကျမသူ့ကိုတကယ်ချစ်လားဆိုတာစမ်းသပ်ဖို့သူနဲ့သူ့ဆရာဝန်တငယ်ချင်းတွေကတမင်တကာစီစဉ်ထားတာဖြစ်တယ်ဆိုတာသိလိုက်ရတယ်တကားအပြင်ဘက်မှာကျမရင်ကွဲပက်လက်ငိုကြွေးနေတာကိုကြည့်ရင်သူအရန်ကုန်ယူပြီးအားလုံးကိုဝန်ခံတော့မလို့ပဲသူ့တငယ်ချင်းတွေကသူ့ကိုရက်ပြီးနောက်ထပ်စစ်ဆေးမှုထပ်လုပ်ရဲလားလို့မေးတယ်သူတွန့်ဆုတ်ခြင်းမရှိပဲသဘောတူလိုက်တယ်မကြခင်မှာပဲကျမရဲ့ရီးစားရဲ့ဒဏ်ရာတွေကအရန်အေးကြီးတယ်လို့သူတို့ကကျမကိုပြောပြတယ်သူ့အသက်ကိုကယ်တင်ဖို့ဒေါ်လာ3 သိန်းခွဲစိတ်မှုလိုအပ်တယ်ကုန်ကျစရိတ်ကများပေမဲ့သူ့ကိုကယ်တင်ရမယ်လို့ကျမခိုင်မာစွာပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲရောက်လာတဲ့ကျမရဲ့မိဘတွေဒီစကားကိုကြားတော့ကျမရဲ့ရီးစားကအရင်တုန်းကသူတို့ကိုဘယ်ဆိုတာတတိယသွားတယ်သူ့ကိုကယ်တင်ဖို့သူတို့ရဲ့စုဆောင်းငွေအားလုံးကိုအသုံးပြုဖို့ချက်ချင်းဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီလူရဲ့မိုင်မဲတဲ့တငယ်ချင်းကတမင်တကာအနေရကိုမြင့်တင်လိုက်တယ်သူကကျမတို့ကိုတလောက်ခွဲအတွင်းအပြည့်အဝပေးချေဖို့တောင်းဆိုခဲ့တယ်အဲ့ဒီအချိန်ကစပြီးအဖေဟာတနေ့ကိုအလုပ်3 ခုလုပ်ခဲ့တယ်ဗိုက်စာတဲ့အခါစွန့်ပစ်ထားတဲ့ပြောင်းဖူးစေးတွေကိုကောက်ယူစားခဲ့တယ်ပင်မဆင်းရဲတဲ့အလုပ်ကြောင့်ကြေခွဲစရာအဖြစ်အပျက်တွေကြုံခဲ့ရတယ်အဖေဟာဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလဲကျတည်ဆုံးခဲ့တယ်ကိုကြားပြီးတဲ့နောက်အမေဟာဝမ်းနေပူဆွေးပြီးကွယ်လွန်သွားခဲ့တယ်သူတို့ရဲ့နောက်ဆုံးဆန္ဒကကျမရဲ့ရီးစားနိုးလာဖို့ပါပဲအဲ့ဒီအချိန်မှာကျမရဲ့ရီးစားကသူ့တငယ်ချင်းတွေနဲ့ပျော်ပွဲရွှင်ပွဲကျင်းပနေတဲ့သူ့တငယ်ချင်းကကျမဆေးဘိုးတွေမတက်နိုင်ပဲသူ့ကိုစွန့်ပစ်လိုက်မယ်လို့ပြောပြီးလှုံ့ဆော်ပေးခဲ့တယ်ကျမရဲ့ရီးစားကတကယ်ယုံခဲ့ပေမဲ့မကြခင်မှာပဲကျမရဲ့ပုံကတကားဝမှာပေါ်လာတယ်သူ့တငယ်ချင်းတွေကမြန်ပုံနေခဲ့တယ်ကျမရဲ့ရီးစားကချက်ချင်းပြန်လဲပြီးတတိလေးချင်အောင်ဆောင်ခဲ့ဝမ်းနေကြေကွဲစွာနဲ့ကတင်ဘေးကိုရှောက်သွားပြီးသူစောစောပြန်ကောင်းလာဖို့ဆူတောင်းနေခဲ့တယ်သူ့ကိုယ်သူအမှန်တိုင်းပြောပြတော့မယ့်အချိန်မှာသူ့ကိုယ်သူနှိပ်စက်နေတာလည်းဖြစ်နိုင်တယ်မိဘတွေရဲ့ဇာပနအစီအစဉ်နဲ့ပတ်သက်ပြီးအရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကျမလက်ခံရရှိပြီးအလင်းစလိုထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာသူ့တငယ်ချင်းရဲ့အကြံပြုချက်ကိုသူအရန်အောင်တရားခဲ့တယ်ကျမရဲ့အိတ်ကိုအခန်းထဲထားခဲ့မိတယ်ဆိုတာသဘောပေါက်ပြီးပြန်လာခဲ့တယ်ရုတ်တရက်ကျမရဲ့ရီးစားနိုးနေပြီးပုံမှန်အတိုင်းပြုတ်မှုနေတာကိုသူ့တငယ်ချင်းကနိုးလာပြီးမှတ်ဉဏ်တချို့ပျောက်ဆုံးသွားတယ်လို့အလင်းအမြန်လိန်ပြောလိုက်တယ်အဲ့ဒီလူကခေါင်းကိုကင်ပြီးခေါင်းကိုက်တယ်လို့ဟန်ဆောင်လိုက်တယ်ကျွန်တော်ကသူ့ရီးစားဖြစ်ပြီးသူ့ကိုလုံးဝပျောက်ကင်းအောင်ငွေရှာပေးမယ်လို့ပြောလိုက်တယ်ပြီးတော့အလုပ်သွားတော့တယ်ဒါကသူ့ကိုပျော်ရွှင်စေပြီးတပတ်အတွင်းကျွန်တော်ကိုလက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်တယ်လိန်ညာမှုမကြခင်ပေါ်လာမယ်ဆိုတာသူလုံးဝမသိခဲ့ဘူးအဲ့ဒီနေ့မှာချမ်းသာတဲ့မိသားစုတစုရဲ့ပွဲတော်မှာစပွဲထိုးအဖြစ်အချိန်ပိုင်းအလုပ်ခဲ့တယ်မမျှော်လင့်ပဲသူနဲ့ကျွန်တော်တွေ့လိုက်တယ်သူကဒီလှည့်စားမှုကိုစောစောစီးစီးအဆုံးသတ်ဖို့စီစဉ်နေတယ်လို့သူ့တငယ်ချင်းတွေကိုကြွားနေတာအဲ့ဒီခါကျမှအရာအလုံးကလိန်ညာမှုတစ်ခုပဲဆိုတာကျွန်တော်သဘောပေါက်သွားတယ်ဒီရဲ့စရာကောင်းတဲ့စမ်းသပ်မှုကြောင့်ကျွန်တော်မိဘတွေအသက်ဆုံးရှုံးခဲ့ရတဲ့ဒေါသတွေဖုံးလွှမ်းသွားပြီးအနီရောင်ဝိုင်တစ်ခွက်ကိုကောက်ယူလိုက်တယ်ကျွန်တော်တွန့်ဆုတ်ခြင်းမရှိပဲအဲ့ဒီလူရဲ့မျက်နှာပေါ်ကိုပြင်းပြင်းထန်ထန်ပတ်လိုက်တယ်ကျွန်တော်ကမျက်နှာဖုံးတက်ထားတာကြောင့်သူကကျွန်တော်ကိုမမဘူးသူကချက်ချင်းပဲတငယ်ချင်းတွေကိုကျွန်တော်ကိုပြင်းထန်တဲ့သင်ခန်းစာတစ်ခုပေးဖို့ပြောလိုက်တယ်သူကကျွန်တော်ကိုပွဲတော်ကနေနှင်ထုတ်လိုက်သေးတယ်ဒီရေးစားဆိုးကိုငါဒေါသထွက်နေမိတယ်သူ့ကိုဘယ်တော့မှခွင့်မလွတ်ဘူးလို့ငါချိန်ဆိုခဲ့တယ်